ကဲကလေးတို့အခု phrase ကိုဆွေးနွေးပြီးရင်ဆရာတို့ clause ကိုဆက်လက်ဆွေးနွေးကြရအောင် clause အဲ့တော့ phrase ကိုအဓိပ္ပာယ်ဘယ်လိုပေးခဲ့လဲကလေးများa group ကလို့ပေးခဲ့တယ်ဒါဆိုရင် clause မှာလည်းသူ့မှာအဓိပ္ပာယ်ရှိတာပေါ့အဲ့တော့တစ်ခေါက်လောက်ဆရာအင်္ဂလိပ်လိုရေးပြမယ် what is a clause is a part of sentence it has subject and verb it does not make complete sense အဲ့တော့ clause ဆိုတာ a part of sentence စာကြောင်းရဲ့အစိတ်အပိုင်းမှာသူ့မှာ subject ပါမယ် verb ပါမယ် it does not make complete sense အဓိပ္ပာယ်မပြည့်စုံအောင်အဲ့တော့ subject ပါတယ် verb ပါတယ်အဓိပ္ပာယ်မပြည့်စုံရင်အဲ့ဒါကိုဘာခေါ်လဲ clause ခေါ်ပါတယ်ကဲဒါဆိုတစ်ခေါက်လောက်ယူကြည့်အောင် what is a clause is a part of sentence it has subject and verb it does not make complete sense ဟုတ်ပြီအဲ့ clause လည်းပဲ phrase လို့ပဲအုပ်စုတွေတူရဆိုလိုက်တော့အုပ်စုတွေမျိုးထွက်မလာဘူးလားဗျာအဲ့တော့အုပ်စုခွဲလိုက်လို့ရင်၃ခုပဲထွက်ပါတယ်အဲ့ဒါဆိုရင်ဘာလဲဆိုရင် noun clause adjective clause adverb clause ပါပြန်ပြောမယ်နော်အဲ့တော့ clause ရဲ့အုပ်စုခွဲလိုက်ပဲနှစ်ခုထွက်လာလေ၃ခုဘာလဲ noun clause adjective clause adverb clause အဲ့ noun clause adjective clause adverb clause ဆိုတာပုံသဏ္ဍာန်ကြည့်ခေါ်လားနေရာကြည့်ခေါ်လားနေရာကြည့်ခေါ်တာ noun clause ဘာကြောင့်ခေါ်တာလဲနောင်နေရာမှာရှိလို့စင်းနေတဲ့ကြောင့်မှ noun ဘာနဲ့နေရာရှိလဲ၃နေရာဘယ်နားမှာလဲ subject object complement အဲ့ subject object complement မှာဝင်လာမယ် clause ကိုဘာ clause ခေါ်လဲ noun clause subject နဲ့မှာနေဘာနဲ့ကောက် ဒီနဲ့ကောက် object ကို complement ကို ဒီနဲ့ကောက် ဟုတ်ပြီအဲ့ဒါဆိုရင် noun clause ကို claim ကောက်လို့ရပြီပေါ့ဒါဆိုရင်ဆရာတို့ရေးမယ်အမှကြည့်ပါ when he comes depends on your decision ကဲအဲ့ဒါဆိုရင်အဲ့စာကြောင့်လေးယူပေးပါကလေးများဟုတ်ပြီအဲ့တော့တလုံးချင်းဆရာပြောမယ်ဝင်းရစကားဆက်ဖြစ်နေတယ်ဆရာဘာလည်းမသိသေးဘူးထားလိုက်အောင်အဲ့တော့ he ကသူဒီ comes ကလာဒီ depends ဆိုတာ team ဒီ you ကခမကြီး decision ဆုံးဖြတ်ချက်အဲ့တော့တလုံးချင်းကလေးများသိသွားပြီလားသိသွားပြီအဲ့တော့ English စာကြောင်းပေါ်မှာစာလုံးတွေတလုံးချင်းသိသွားတယ်ဒါပေမဲ့ဗမာလိုဘာသာပြန်လို့ရပလားချက်ချင်းပဲမရနိုင်ဘူးအဲ့လိုအဲ့တော့မင်းတို့ចောင်းသားဘွားတော့အဲ့လိုဖြစ်တယ်မို့လားចောင်းသားဘွားတော့ဆိုဆရာတို့ចောင်းသားဘွားလည်းဒီလိုပဲစာကြောင်းတစ်ကြောင်းဖတ်လိုက်တယ်တလုံးချင်းမြန်မာလိုသိတယ်ဘာသာပြန်လို့မရဘူးအဲ့လိုမျိုးများကလေးများဖြစ်ဘူးလားဖြစ်ဖို့လေအဲ့ဒါဘာကြောင့်ဖြစ်တာလဲဘာကြောင့်ဖြစ်တာလဲဆိုတော့အဲ့တော့ phrase man clause မှမသိလို့အဲ့ဒီပြဿနာပေါ်လာတာဘာသာပြန်လို့မရတာဒါဆိုစာကြောင်းတစ်ကြောင်းမှတွေ့လို့ရှင်ဘယ်မှာ phrase ဘယ်မှာ clause လို့ခွဲလို့တွေ့ရင်ဒီစာကြောင်းဘာသာပြန်လို့မရဘူးလားဗျာဟုတ်ပြီအဲ့တော့ဒါကြောင့်ရင်သူ့ကိုဆရာတို့ phrase လား clause လားခွဲဖို့အတွက်ဘလောက်ပဲစာကြောင်းကရှုပ်နေဘာလို့စရှာမလဲအဲ့တော့ verb ကိုရှာမယ်ဆိုတော့ဒီမှာ verb ကိုရှာတော့ verb က comes လည်းဖြစ်နေတယ် depends on လည်းဖြစ်နေတယ်နှစ်ခုဖြစ်မနေဘူးလားအဲ့တော့ verb တစ်လုံးနဲ့ဆိုလို့ရှိရင်ဆရာတို့က verb တစ်လုံးနဲ့ဆိုလို့ရှိရင်တော့ simple sentence ခေါ်တယ်ဒီမှာ verb နှစ်ခုဖြစ်မနေဘူးလား verb နှစ်ခုဖြစ်နေတော့ simple sentence မဟုတ်တော့ဘူးပေါ့ဒါပေမဲ့ခုနကမင်းတို့ clause ကိုရုပ်ခဲ့တယ်မှာ clause မှာ subject ပါမယ် verb ပါမယ်ဆိုတော့ clause မှာ verb မပါဘူးလားဒါဆိုရင်ဒီမှာ verb နှလုံးဖြစ်နေတာတစ်ခုက clause ဖြစ်နေလို့ဆရာတို့ခံမှန်းလို့မရဘူးလားဗျာရတယ်အဲ့တော့ဒီမှာကြည့်သား when he comes depends on your decision မှာ how he come ဒီ when ဆိုတဲ့စကားဆက်နဲ့မဆိုင်ဘူးလားအဲ့တော့စကားဆက်နဲ့ဆိုင်မယ်ဆိုရင်ဘယ်တော့မှမေးပါမဟုတ်ဘူးအဓိကဘာမဟုတ်ပါကြဒါဆိုလို့ရှိရင်အဓိကဘာဒီဘယ်လိုဖြစ်လာမလဲ depends on ဒီအဓိကဘာဖြစ်မယ်ဒါဆိုလို့ရှိရင် verb ကိုတွေ့ပြီဆို subject ရှာလို့မရဘူးလားအဲ့တော့ subject ကဘာမှလဲအဲ့တော့ verb ကရှေ့ဟာ subject ပေါ့ခင်ဗျာဟုတ်မလားဒီမှာ verb ကရှေ့ဟာ subject ဆိုတော့ when he come ဒီ subject ပေါ့အဲ့တော့ subject ကိုကြည့်လိုက်တော့သုံးလင်းလုံးဖြစ်မနေဘူးလားသုံးလင်းလုံးဖြစ်နေတယ်ဆိုလို့ရှိရင် phrase လည်းဖြစ်နေတယ် clause လည်းဖြစ်နေတယ်အဲ့တော့ phrase လား clause လားကလေးများခွဲကြည့်အောင် when he comes စာကြောင်းရဲ့အစိတ်ပိုင်းမဟုတ်ဘူးလားဗျာဟုတ်ပြီစာကြောင်းအစိတ်ပိုင်းဖြစ်နေတယ် he ဆိုတဲ့ subject မပါဘူးလားဗျာ come ဆိုတဲ့ verb ပါတယ်ဗျာအဲ့တော့ subject လို့ verb ပါတယ်အဓိပ္ပာယ်ပြည့်စုံလားမပြည့်စုံပါလဲအဲ့ clause ဒီဘယ်လိုနေရာမှာလဲဗျာ subject မှာနေဘာ clause လဲဗျာ noun clause အဲ့တော့ subject မှာရှိတဲ့ noun clause ဘာနဲ့ကောက်လဲဒီနဲ့ကောက်ဟုတ်ပြီအဲ့တော့ तू ဒီနေ့မှာဝင်ရဘာပဲလာလား what တွေ why နေကြိုက်တာလားဘာနဲ့ပဲကောက်မလဲဒီနဲ့ကောက် तू ဘယ်တော့လာမလဲဆိုတာဒီခမ ्या ဆုံးဖြတ်ချက်ပေါ်နေမူတည်ဒီခမ ्या ပဲဆုံးဖြတ်ပေးလိုက်ပါ तू လာပါလိမ့်မယ်ကြဒါဆိုလို့ရှိရင်အခုဒီမှာ subject နေရာမှာရှိတဲ့ noun clause ကိုမြင်သွားပြီလားဗျာဟုတ်ပြီအဲ့ when he comes ကိုဆရာ object နဲ့ပို့ရင်မင်းတို့ဘာနဲ့ကောက်မလဲကိုနဲ့ကောက်ဟုတ်ပြီအဲ့ဒါ noun clause ဖြစ်သွားပြီလေ so I don't know when he comes तू ဘယ်တော့လာမလဲဆိုတာကိုကျွန်တော်လည်းမသိဘူးဆရာဒါဆို तू ဘာနေလဲဆိုတာကျွန်တော်မသိပါ where he lives तू ဘာပြောကြတယ်ဆိုတာကျွန်တော်လည်းမသိဘူးဆရာ I don't know what he said အဲ့လိုနဲ့ noun clause တွေနေရာချလို့မရဘူးလားဗျာအခုခလေးမြောက် noun clause ကိုဆရာပြလိုက်တယ် subject မှာပြလိုက်တယ် object မှာပြလိုက်တယ်အဲ့တော့ noun clause ဒီ complete မှာရှိနိုင်လားဘာကြောင့်ရှိတာလဲ noun ရှိ noun clause ရှိနိုင်မှာပေါ့ noun phrase လည်းရှိမှာပေါ့ဒါဆိုရင် complete မှာ noun clause ရှိတာကိုဆရာပြပါမယ်အဲ့တော့ it is what I want it is what I want အဲ့စာကြောင့်လည်းယူပေးပါ it is what I want ဘာကိုရှာပေးပါ it is one မဟုတ်လိုက်ဘာကြောင့် one မဟုတ်တာ what ဆိုတဲ့စကားစနဲ့ဆိုင်တဲ့အတွက်မေးပါမဟုတ်ဘူးဒါဆိုမှန်ပါတယ် is ကဘာပါ subject က it is ဆိုရက်ထားလို့ရလားအဲ့တော့မရတော့ what I want ဒီ complete မှာရောက်မနေဘူးလားဗျာအဲ့တော့ complete မှာကြည့်လိုက်တော့ what I want ဒီသုံးလင်းလုံးဖြစ်မနေဘူးလားသုံးလင်းလုံးဖြစ်နေတဲ့ phrase မှာဖြစ်နေတဲ့ clause လည်းဖြစ်နေတယ်အဲ့တော့ what I want ဒီစာကြောင်းအစိပ်ပိုင်းဖြစ်နေတယ် I ဆိုတဲ့ subject ပါတယ် one ဆိုတဲ့ verb ပါတယ်ဒါပဲပြည့်စုံလားမပြည့်စုံရင်ဒါပါလေ clause အဲ့ clause ဒီဘယ်လိုနေရာမှာလဲ complete မှာနေဘာ clause လဲ noun clause ဘာနဲ့ကောက်လဲဒီနဲ့ကောက်ဟုတ်ပြီ it is what I want ငါလိုချင်တာဒီဒါပဲ
မင်းပြတာနဲ့တော့ပဲရပြီလားဗျာအဲ့ဒါငါလိုချင်တာအဲ့ဒါမဟုတ်ဆိုရင် it is not what I want ဒါပဲပြောမယ်ကဲဒါဆိုလို့ရှိရင်အခုဆရာတို့ noun clause ကိုမြင်သွားပြီလားအဲ့တော့ noun clause ဘယ်နှစ်နေရာရှိလဲဘယ်နားမှာလဲ subject object complement အဲ့တော့ subject မှာနေဘာနဲ့ကောက် object ကို complement ကိုဟုတ်ပြီဒါဆိုလို့ရှိရင်အခုဆရာဆွေးနေတာ noun clause ပြီးဆုံးသွားပါပြီကဲ claim ရ noun clause နားလဲသွားရင်ဆရာတို့ adjective clause ကိုဆက်ကြအောင်အဲ့တော့ adjective clause မတော့ခင် adjective phrase လေးကို claim ရမှတ်မိနေပြီပြန်ဆွေးနွေးကြည့်အောင် adjective စနစ်တစ်ကြောင်းမှာ adjective phrase ဖြစ်နေတာဘယ်နှစ်နေရလဲနှစ်နေရာဘယ်နားမှာလဲနောက်မှာနဲ့ complement နေရာမှာဟုတ်ပြီ adjective phrase ကြတော့နှစ်နေရာရှိတော့ညာလဲ adjective clause တစ်နေရာတည်းရှိတယ်နောက်မှာပဲနေပါတယ်သူကရှေ့ကနောက်အထူးပြုတယ်ဘာနဲ့ကောက်လဲဆိုရင်ဒေါနဲ့ပဲကောက်ပါတယ်ကဲဒါဆိုလို့ရှိရင်အခု adjective clause ပြန်ပြောမယ် adjective clause ဒီဘယ်နှစ်နေရာရှိလဲတစ်နေရာဘယ်နားမှာလဲနောက်မှာသူကဘာလုပ်ရတာလဲရှေ့ကနောက်အထူးပြုပေးတယ်ဘာနဲ့ကောက်လဲဒေါနဲ့ကောက်အဲ့တော့ဘယ်လိုဒေါလဲဆိုတာပြီးတော့ကြည့်တာပေါ့နော်ကဲဒါဆိုရင်အခု adjective clause ဆရာစရေးမယ်ဦးလာwho lives in say is my uncle ကဲအဲ့စာကြောင့်လေးယူပေးပါကလေးများဟုတ်ပြီကလေးများဖတ်တာမှန်တာဗျာဦးလာ who live in say is my uncle ဒီလိုဖတ်ရမယ်လေ close by close frame and brief နော်အဲ့လိုမဖတ်ဘဲနဲ့ဦးလာ who live in say is my uncle လို့တော့ဖတ်လို့မရဘူးအဲ့ in say my uncle ဆိုရင်တော့သူ့ဦးလေးကအင်းစိန်ဖြစ်သွားမှာအဲ့လိုဆိုရင်နော်ဒါကြောင့်မလို့ဒါကြီးစရာကြီးဖြစ်သွားမယ်ကဲဒါဆိုရင်ကလေးများဖတ်တာမှန်တယ်ဦးလာ who live in say is my uncle ကဲဒါဆိုရင်စာကြောင်းကြီးရှုပ်မနေဘူးလားစာကြောင်းဘယ်လောက်ရှုပ်ဘာနဲ့စချမလဲအဲ့တော့ verb ကိုရှာတာကလေးများတွေ့လာဒီမှာလူလဲ verb lip မဟုတ်လားဘာကြောင့်လဲရှင်းမှာ who ဆိုတဲ့စကားစက်ပါတဲ့အတွက် lip ဒီမေးပါမဟုတ်ပါအဓိက verb ဒီ is ပါကဲဒါဆိုလို့ရှိရင် is ဒီ verb ပါ subject ကဦးလာပါ my uncle က complement ပါနော်ဦးလာ is ဆိုရက်ထားလို့မရတာကဲဒါဆိုရင်ဟိုက်မှာ who live in ဆိုတဲ့စကားစုကအလယ်မှာရှိနေတယ်အဲ့ who live in ဆိုတဲ့စကားဒီရှေ့က noun ကိုအထူးပြုနေတယ် noun အထူးပြုတော့ adjective ဖြစ်သွားပြီအဲ့တော့သုံးလင်းလုံးဖြစ်နေတော့ phrase ဖြစ်နေတယ် clause ဖြစ်နေတယ် phrase လား clause လားဆရာတို့ခွဲကြည့်အောင်အဲ့တော့စာရောင်းအစီအမံဖြစ်နေတဲ့ who ဆိုတဲ့ subject ရှိတယ် live ဆိုတဲ့ verb ပါတယ်အဓိပ္ပာယ်ပြည့်စုံလားအဓိပ္ပာယ်မပြည့်စုံရင်ပါလဲ clause ပေါ့အဲ့ clause ဒီရှေ့က noun အထူးပြုတော့ adjective clause ပေါ့ဘာနဲ့ကောင်းမလဲဒေါနဲ့ကောင်းဘယ်ရောက်သွားမလဲဆိုတော့ verb ကိုသွားပေးရမယ်အဲ့တော့မူလတော့ verb က live ကနေသည်လို့အဓိပ္ပာယ်ထွက်တယ်မလားအဲ့တော့ adjective clause ဖြစ်သွားနေတော်လို့ပြန်လိုက်ပါအင်းစိန်မှာနေတော်ဦးလာသည်ကျွန်တော်ဦးလေးပါဆရာရဲ့ကျမဦးလေးပါဆရာရဲ့ရပြီလားကဲဒါဆိုလို့ရှိရင်တစ်ပြင်အောင်မှာကစားနဲ့ကလေးကကျမမောင်လေးပဲဆိုရင်ဘယ်လိုပြောမလဲ a boy who play under the tree is my brother ကားထဲမှာစာဖတ်နေတဲ့လူတယောက်အဲ့ဒါကျမဦးလေးပဲဆရာရဲ့ amen who read the book in the car is my uncle အဲ့လိုနဲ့ adjective clause တွေအများကြီးဖွက်လို့မရဘူးလားဗျာဟုတ်ပြီအဲ့ဒါ adjective clause ဘယ်နေရာရှိလဲတနေရာလဲဘယ်နားမှာလဲ noun ဒါပေမဲ့သူကရှေ့က noun ဘာလို့ပြရလဲအထူးပြုပြရတယ်ဒါပေမဲ့ adjective clause တနေရာသက်ရှိတော့ညာလဲ adjective clause ထပ်ခွဲရင်နှစ်ခုထွက်လာမယ်အဲ့ဒါ defining clause နဲ့ non defining clause ပါ defining clause နဲ့ non defining clause ကဲဒါဆို adjective clause ထပ်ခွဲရင်ဘယ်နှခုထွက်လဲနှစ်ခုထွက်တယ်ဘာကြီးလဲ defining clause နဲ့ non defining clause အဲ့တော့ defining clause ဆိုတာ essential information ခေါ်ပါတယ် non defining clause ဆိုတာ extra information ခေါ်ပါတယ်ပြန်ပြောမယ် defining clause ဆိုတာ essential information ပါ non defining clause ဆိုတာ extra information လို့ခေါ်ပါတယ် essential ဆိုတာတကယ်လို့ထည့်တာပါ extra ဆိုတာအပိုထည့်ပေးတာပါကဲတော့ဒီမှာဒီစာကြောင်းမှာကြည့်အောင်ဦးလာ who live in is my uncle အင်းစိန်မှာနေတော့ဦးလာဒီကျွန်တော်ဦးလေးပါပြောတယ်ဒီရုံးမှာဦးလာ၄ယောက်ဖြစ်နေတယ်ကျွန်တော်ဆရာတွတ်တွေ့မလို့လုပ်တာမင်းဦးလေးကိုဒါပေမဲ့ဘယ်ဦးလာလဲဆိုတော့မင်းကအင်းစိန်မှာနေတော့ဦးလာဆိုတော့ဟဲ့ဒီ who live in အင်းစိန်ဆိုတဲ့စကားကိုဖြုတ်လိုက်ရင်ဒီဦးလာဘယ်မှမသိနိုင်မလားမသိနိုင်ဆိုဒါဆိုရင်ဟဲ့ who live in အင်းစိန်ဒီလို့ထည့်တာလားအပိုထည့်တာလားလို့ထည့်တယ်ဆိုတော့ essential လား extra လားessential ဆိုရင် defining လား non defining လား defining ဒါဆိုရင်ဟဲ့ဦးလာ who live in အင်းစိန်ဒီ defining clause ဖြစ်ပါတယ်ရှင်းသွားပြီနော်ကဲဒါဆို non defining clause ကိုကလေးများကိုဆရာပြပါမယ်မလှwho is 3 years older than me is my sister အဲ့စာကြောင့်လေးဖတ်ပေးပါဟုတ်ပြီ verb ကိုရှာပေးပါမလာ who is 3 years older than me is ဟုတ်ပြီပြဖတ်ပါဟုတ်ပြီအဲ့တော့ဘတ်ကိုရှာပေးပါ share is လားနောက်က is လား share is ဘာကြောင့်မဟုတ်တာလဲဟုတ်ပြီဒါဆိုလို့ရှိရင် main ပါလားဒီမှာ is ပါက subject ကမလှအဲ့တော့ my sister က complement မလှ is my sister အဲ့တော့ဒီမှာ who is 3 years older than me ဆိုတဲ့စကားဒီရှေ့က noun ကိုထူပြတဲ့အတွက် adjective ဖြစ်နေတယ်ဒါပေမဲ့သူက who ဆိုတဲ့ subject ပါတယ် is ဆိုတဲ့ဘာပါတဲ့အတွက် clause ဖြစ်သွားပြီအဲ့တော့ defining နဲ့ non defining နဲ့ဆရာတို့စဉ်းစားမယ်ကျမရဲ့အသက်3နှစ်ကြီးတော့မလှသည်ကျမအမပါလို့ပြောတယ်ကျမရဲ့အသက်3နှစ်မကြီးဘဲနဲ့ကဲ4နှစ်ကြီးအမမဖြစ်ဘူးလား2နှစ်ကြီးအမမဖြစ်ဘူးလားဒါဆို3နှစ်ကြီးတာ4နှစ်ကြီးတာအဓိကကြလား
ဒါဆိုရင် तू ကမလာဒီကျမမြင်မဖြစ်ပါသည်ဆိုလဲရတယ်မလားကဲဒါဆိုလို့ရှိရင်ကလေးများ who is 3 year older than me ကိုဖြုတ်လို့မရဘူးလားဗျာအဲ့ဒါဆိုရင် तू က essential လား extra လား extra အပေါ်ဖြစ်နေတဲ့ तू ဒီ defining လား non defining လား non defining clause ဖြစ်သွားပြီအဲ့တော့ non defining clause မှန်တယ်အောင်မဲဘာလို့ပေးရမလဲ comma ထည့်ပေးရမယ် comma ထည့်ပေးရမယ်အဲ့တော့ non defining clause မှန်တယ်အောင် comma ထည့်ပေးရမယ်အဲ့တော့ comma ပိုင်းရေးကြည့်လားမကြည့်လားဖြုတ်လို့မရလားရလားဟုတ်ပြီကဲဒါဆိုလို့ရှိရင် defining clause နဲ့ non defining clause ဘာကွာလဲဆိုရင် non defining clause မှာ comma ပါရမယ် तू ဒီအရေးမကြည့်ပါဘူးဖြုတ်လို့ရပါတယ်ကဲတော့ဒီနေရာမှာကလေးမြောက်နောက်ထပ်ဘုဒ္ဓတော်လေးတစ်ခုပေးရအောင်ဗျာအဲ့တော့ဒီ non defining clause မှန်သိမှာမင်းတို့တွေ summary ရေးလို့ရမှာဖြစ်တယ်အဲ့တော့ summary ရေးတဲ့အခါမှာမင်းတို့နောက် summary တွေကြုံအောင်မယ်အဲ့တော့ဘုဒ္ဓတော်လေးဆက်ပေးလိုက်ရမယ် summary ရေးတယ်ဆိုတာဘာလို့ခိုင်းတာလဲအနှစ်ချုပ်ခိုင်းတာအနှစ်ချုပ်ပါဆိုတာအပေါ်တွေဖြုတ်ခိုင်းတာမဟုတ်လားဗျာအဲ့တော့အပေါ်တွေဖြုတ်ဆိုတာဘာတွေဖြုတ်ရမလဲလို့ဆရာအကျိုးချုပ်ကလေးပြောလိုက်မယ်အဲ့တော့ summary ရေးပါဆိုလို့ရှိရင်ဆရာတို့၄ခုဖြုတ်ရမယ်အဲ့ဒါဘာတွေဖြုတ်ရမလဲဆိုရင် noun ရှိရ adjective ကိုဖြုတ်ပါ adverb ကိုဖြုတ်ပါ non defining clause ကိုဖြုတ်ပါ example ကိုဖြုတ်လိုက်ပါကဲ noun ရှိရ adjective ကိုဖြုတ်ပါဆိုရင်ဘယ်လိုဖြုတ်မလဲ I saw a beautiful girl မှာ beautiful ထုတ်လိုက် I saw a girl ဆိုရင်စနစ်မဖြုတ်လားဗျာဟုတ်ပြီဖြုတ်ချလိုက်အဲ့တော့ noun ရှိရ adjective ကိုဖြုတ် adverb ကိုဖြုတ် a boy runs quickly ကောင်လေးတွေလင်းမြန်စွာပြေးသည်အဲ့မှာ quickly ကိုခဏဖြုတ်လိုက် a boy runs ကိုစနစ်မဖြုတ်လားဗျာဖြစ်လိုက်တယ်ဟိုက်မှာမလာ who is 3 year older than me ဆိုတော့မှာ hey who is 3 year older than me non defining clause မှာဖြုတ်လိုက်မလာ is my sister မရောက်လားဗျာဟုတ်ပြီ example ကိုဖြုတ်ပါဆိုတာဥပမာပြောရအောင်အောက်ပါတိုင်းဖြစ်ပါသည်ဆိုအဲ့ဒါတွေကိုဖြုတ်လိုက်ကဲဒါဆိုလို့ရှိရင်အဲ့ဒီ၄ခုဖြုတ်လိုက်လို့ရှိရင်ဆရာတို့ summary ရေးလို့ရသွားလိမ့်မယ် summary မှာ၃ပုံတစ်ပုံကျန်တယ်အဲ့ဒါအမှတ်တွေပဲပေးမယ်ဆိုရင်လည်းအမှတ်ပြည့်ရပါတယ်ကဲတော့ non defining clause ဖြည့်ပုံ sorry summary ဖြည့်နည်းလေးပါဆရာပြောပြမယ် summary ဖြည့်တော့မယ်ဆိုရင်ကလေးများခဲတံလေးယူလိုက်ပါဆရာပြောတဲ့ဟာတွေကိုလည်းမလိုတာတွေလိုက်ချစ်ပါနော်ချစ်ပြီးတော့မှကျန်တာကြီးပဲရေးချ push တော်လေးတော့ချပေးအဲ့ဒါဆိုလို့ရှိရင် summary ကိုရေးတာအောင်မြင်စွာပြီးဆုံးနိုင်မယ်နော်ကဲဒါဆိုလို့ရှိရင်အခုဒီမှာ non defining clause defining clause ကတော့သူများက comma ထည့်မထည့်လုပ်ပေးထားတာသူများလုပ်ပေးထားတဲ့အတွက်ဒါကတော့ကိစ္စမရှိဘူးကိုယ့်ဘက်ကိုရေးမယ်ဆိုရင်ဘယ်လိုဆုံးဖြတ်ပေးရမလဲကိုယ့်အောင်ဆုံးဖြတ်ပေးရမယ်အဲ့တော့ non defining clause defining clause ကိုယ့်အောင်ဆုံးဖြတ်ရမယ်အဲ့တော့ဒီလိုစာကြောင်းမျိုးကိုမင်းတို့ဘယ်လိုဆုံးဖြတ်မလဲလို့စဉ်းစားစရာလေးဆရာတစ်ခုပေးပါမယ် my husband who is in London send me a parcel အဲ့စာကြောင်းလေးယူပေးပါဟုတ်ပြီအဲ့စာကြောင်းမင်းတို့ verb ကိုရှာပေးပါဗျာ is မဟုတ်လားဟဲ့ဘာကြောင့်လဲ who နဲ့ဆိုင်တာဟုတ်ပြီအဲ့တော့ send က verb ပါ subject က my husband me က object parcel လဲ object ပဲအဲ့တော့ဒါက direct object နောက်က indirect object sentence number 4ပါအဲ့တော့ who is in London ဆိုတဲ့စကားပါနေတယ် who ဆိုတဲ့ subject ပါတယ် is ဆိုတဲ့ verb ပါတယ်အဲ့တော့ရှေ့က noun ထပ်ပြီးတော့ clause ပါ adjective clause defining နဲ့ non defining ကိုခွဲပေးအောင်အဲ့တော့ comma ထည့်မလားမထည့်ဘူးလားအဲ့ဒါလေးဆရာတို့စဉ်းစားရမယ်ဟုတ်ပလားအဲ့တော့ comma ထည့်မလားမထည့်ဘူးလားဆိုတော့ comma မထည့်ရင်ဘယ်လိုဖြစ်လာမလဲ comma ထည့်ရင်ဘယ်လိုဖြစ်လာမလဲ comma မထည့်ဘူးဆိုရင်ဘာကလောလဲ defining clause ဖြစ်မယ်အဲ့တော့ဆိုရင် London ကအရေးကြီးတယ်ဖြစ်သွားမယ်ဆိုတော့ London မှာရှိတော့ကျမရဲ့အမျိုးသားကျမလက်အထုတ်ပို့လိုက်တယ်ဆိုတော့ London မှာရှိတော့အဲ့ဒါတကယ်လို့ဒါ comma မထည့်ဘူးဆိုရင်ဒါအရေးကြီးတယ်ဖြစ်သွားမယ်အရေးကြီးတယ်ဆိုလို့ရှိရင် London ကတယောက် Paris ကတယောက်အဲ့လိုတွေထွေပြားကုန်မယ်အနော်လေဟုတ်ပလားကဲဒါဆိုလို့ရှိရင်ကျမယောက်ျားနေပြီးတော့အထုတ်ပို့လိုက်တယ်ဆရာလန်ဒန်တို့ Paris တို့ကအရေးပါလားမဟုတ်ဒါအပို့တိပါစီတော့လို့ပေးလိုက်တာမလားကဲဒါဆိုလို့ရှိရင်ကိုမထည့်မလားမထည့်ဘူးလားထည့်မယ်ကိုမထည့်မှသာလည်းဒါအဆင်ပြေမှာနော်အဲ့တော့ဒီလိုစာကြောင်းမျိုးတွေကြာဒါဟိုလူမျိုးရေးရရှုပ်ထွေးလာနိုင်တယ်ဥပဒေရရှုပ်ထွေးလာနိုင်တယ်ဒါကြောင့်မလို့ဒီမှာကောမာဒီအရေးကြီးလားမကြီးလားကြီးတယ်အဲ့ဒါဒီ defining ဖြစ်တယ်လား non defining ဖြစ်တယ်လား non defining ဖြစ်တဲ့အတွက်ကောမာထည့်မလားမထည့်ဘူးလားကောမာထည့်ရမယ်ကဲဒါဆိုလို့ရှိရင်အခုကလေးများအခု adjective clause ကိုမြင်သွားပြီလား adjective clause ဒီဘယ်နှနေရာရှိလဲတနေရာလည်းရှိတယ်ဘယ်နှမှာလဲရှိရနောင်ဘာလို့ပြရလဲဘာနဲ့ကောက်လဲဘယ်ရောက်သွားတော့မှာဟုတ်ပြီအဲ့ adjective clause ထပ်ခွဲဘယ်နှခုထွက်လာလဲဘာလဲ defining clause နဲ့ non defining clause defining clause ဆိုတာဘာကိုခေါ်တာလဲ essential information non defining clause ဆိုတာ extra information non defining clause မှန်တယ်အောင်မင်းဘာလို့ပြရမလဲ comma ထည့်ပေးရမယ် ကိုမပိုင်းအရေးကြီးလားမကြီးလား ကြည့်ပါဦး ဖြုတ်လို့မရလားရလား ဟုတ်ပါတယ် ဟုတ်ပြီကဲဒါဆိုလို့ရှိရင်ဟိုဆရာ adjective clause ဆွေးနွေးတာပြီးဆုံးပါပြီ